လုံးဝမဖြစ်နိုင်ဘူးတယောက်ယောက်ကအန်တီကိုစိတ်ခတ်ထားတာတေချာတယ်အဲ့ဒါလည်းအတော်ပြင်းတဲ့စိတ်ဖြစ်ရမယ်ကယ်ဗင်ကပိုပြီးစိတ်ပူလာတယ်ဂျေဆန်ကဟေမီနဲ့ဒီလောက်အထိနီးစပ်သွားပြီဆိုတော့ငါစီစဉ်ထားသမျှအစီအစဉ်တွေအကုန်ပြတ်ကုန်ပြီမီလာမီသားစုထဲမှာငါနေရာလဲပိုပြီးမတည်ငြိမ်တော့ဘူးကယ်ဗင်ကတက်တီမွေးပြီးဟေမီနာကိုရှောက်လာတယ်ဒီလောက်ရင်းနှီးတဲ့အခြေအနေမှာအဖမ်းခံလိုက်ရတော့ကျွန်တော်အရန်ရှက်သွားပြီးအလိုလိုထိုင်လိုက်မိတယ်ကယ်ဗင်ကတော့မမျှော်လင့်ထားတဲ့ပုံစံနဲ့ဟေမီကိုဖောက်ဖို့ကြိုးစားလိုက်တယ်အန်တီဒီလိုလူမျိုးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ကိုပဲကြည့်ပါကျွန်တော်ကဂျေဆန်ထက်အများကြီးတာပါတယ်ဟေမီရဲ့မျက်နှာကချက်ချင်းအေးဆက်သွားတယ်ပတ်ဝန်းကျင်ကအပူချိန်တောင်ကျသွားတယ်လို့ခံစားရတယ်ရုတ်တရက်သူမကလှည့်ပြီးအိယာဘေးစပွဲပေါ်ကပစ္စတိုကိုဆွဲယူလိုက်တယ်တနက်ပြောင်းကိုကယ်ဗင်ဘက်ချိန်ထားပြီးအေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်ထွက်သွားဒီနိုင်ငံမှာကြီးပြင်းလာပြီးဒီလိုမြင်ကွင်းမျိုးတစ်ခါမှမကြုံဘူးတဲ့ကယ်ဗင်ကကြောက်လွန်းလို့ဒူးတွေအမရှိတော့ပဲကြမ်းပြင်ပေါ်လဲကျသွားတယ်ဟေမီကခလုတ်ကိုဆွဲလိုက်တယ်ကျွန်တော်လဲကြောက်လန့်သွားပြီးတုန်နေမိတယ်မျက်နှာကိုလွှဲလိုက်ပြီးမကြည့်ရတော့ဘူးကျွန်တော်ရဲ့တုံ့ပြန်မှုကိုသတိထားမိတော့သူမကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်တယ်ထို့နောက်တကားဝမှာအေးခဲနေတယ်လို့ရက်နေတဲ့ဖီနာကိုကြည့်ပြီးပြောလိုက်တယ်မင်းလူတွေကိုမခေါ်သွားသေးဘူးလားဖီနာကချက်ချင်းသတိဝင်လာတယ်ကယ်ဗင်ရဲ့လက်ကိုဆွဲပြီးအပြင်ကိုဆွဲခေါ်သွားတယ်နှစ်ယောက်စလုံးထွက်သွားပြီးနောက်အခန်းထဲမှာတိတ်ဆိတ်သွားတယ်ဟေမီရဲ့လက်ထဲမှာတနက်ရှိနေသေးတယ်မတော်တဆကြီးထွက်သွားမှကိုကျွန်တော်စိုးရိမ်မိတယ်လက်ချောင်းတွေတောင်မတိမတာကွေးသွားတယ်ဟေမီကချက်ချင်းတနက်ကိုပြန်သိမ်းပြီးအိယာဘေးစပွဲပေါ်ပြန်တင်လိုက်တယ်သူကျွန်တော်ကိုအဲ့ဒီလိုခေါ်တာကိုကျွန်တော်မခံနိုင်ဘူးကျွန်တော်အတွက်တော့အဲ့ဒါကအပြင်းထန်ဆုံးရန်စမှုတစ်ခုပဲသူမမှာဒီလိုစိတ်တွေဒီလောက်စောစောပေါ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးအရေးကြီးတာကမနေ့ညကကျွန်တော်တို့အတော်လေးရင်းနှီးတဲ့ထိတွေ့မှုတွေရှိခဲ့ပြီးသားအခုတော့ကျွန်တော်ခန္ဓာကိုယ်ရောစိတ်ရောအယမ်းပင်ပန်းနေတာပဲခံစားရတယ်ကျွန်တော်ထားဖို့ကြိုးစားလိုက်ပေမဲ့သူမကအသာရတားထားတယ်ကျွန်တော်လည်းစိတ်ရှိရှိနဲ့သာပူပေါင်းလိုက်ရတယ်ဟေမီကကျွန်တော်ပုံစံကိုကြည့်ပြီးရေလိုက်တယ်ဘာဖြစ်လဲမခံနိုင်တော့ဘူးလားကျွန်တော်မျက်မှောင်ကျုပ်ပြီးပြောလိုက်တယ်ကျွန်တော်ကိုထပ်မနှောက်ရှက်နဲ့တော့သူမရဲ့မျက်လုံးထဲကအပြုံးကပိုနှက်လာပေမဲ့ထပ်ပြီးအတင်းမလုပ်တော့ဘူးကောင်းပြီမင်းကိုမနှောက်ရှက်တော့ဘူးအဲ့ဒီနောက်သူမကထရက်ပြီးကျွန်တော်လက်ကောက်ဝတ်ကိုကင်ကားရေချိုးခန်းထဲကိုခေါ်သွားတယ်အေးမမိစေဘူးချောင်ချောင်လေးရှိတဲ့ချီအင်ဂျီတစ်ထည်ရှာပေးပြီးအလေးနဲ့ထားတဲ့အတန်နဲ့ပြောလိုက်တယ်အကူရောက်လာပြီးယောက်ျားလေးဝတ်တွေယူလာတဲ့အခါငါတို့အရင်တစ်ခုခုစားကြမယ်ကျွန်တော်ခေါင်းညှိလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ဘာလို့သူမကဒီလောက်တောင်ကျဉ်းနာနေရတာလဲဒီအတိုင်းဆက်သွားရင်ငါမတားနိုင်တော့ဘူးထင်တယ်အဲ့ဒီအချိန်မှာဟေမီကကိုယ်တိုင်မီးဖို့ကြောင်ထဲဝင်သွားတယ်ကျွန်တော်ကဘေးကနေကြည့်နေရင်ရင်ထဲမှာနှွေးထွေးမှုလေးတစ်ခုကိုခံစားလိုက်ရတယ်သူမကအယမ်းအလေးနဲ့ထားပြီးဟင်းချက်နေတယ်အမြဲအေးဆက်ပြီးခက်ခွာခွာနေတတ်တဲ့သူမနဲ့လုံးဝမတူဘူးကျွန်တော်ရှောက်သွားပြီးသူမရဲ့ပခုံးကိုအသာပုတ်လိုက်တယ်ဒီလောက်ဒုက္ခခံစရာမလိုပါဘူးအစေခံတွေကိုပဲလှုပ်ခိုင်းလိုက်ပါသူမကလှည့်ကြည့်ပြီးပြောလိုက်တယ်ကိုယ်တိုင်လှုပ်ပေးတာမှအတိတ်ပဲရှိတာကျွန်တော်နှကန်းတောက်မှာအပြုံးလေးပေါ်လာတယ်စပွဲမှာထိုင်ပြီးသူမဂျုံပြုတ်ချက်နေတာကိုထိုင်ကြည့်နေမိတယ်အဲ့ဒီအခိုက်အတန့်မှာအမြဲခံစားနေခဲ့ရတဲ့ရင်ထဲကလွတ်ဟာမှုတွေဟာတဖြည်းဖြည်းပြေးလာတယ်လို့ခံစားရတယ်နှွေးထွေးမှုတစ်ခုတောင်ရင်ထဲမှာလှိုင်းထလာတယ်ရုတ်တရက်အတွေးတစ်ခုဝင်လာတယ်ငါတို့ကအတူတူနေလာတာအကြာကြီးရှိပြီလင်မယားနှစ်ယောက်လိုပဲဟေမီတာမန်လူတစ်ယောက်ဖြစ်ခဲ့ရင်ကို့အတွေးကြောင့်ကိုလန့်သွားပြီးချက်ချင်းကိုရှာကိုပြင်းပြင်းကြိုက်လိုက်တယ်နာကျင်မှုကိုအတုံးချပြီးစိတ်ကိုပြန်တည်ငြိမ်အောင်ထိန်းလိုက်တယ်ဂျုံပြုတ်အစင်သင်းဖြစ်တော့ဟေမီကကျွန်တော်အတွက်အရင်တစ်ပတ်ကန်ခတ်ပေးလိုက်တယ်မြန်မြန်မြည်ကြည့်တယောက်ယောက်အတွက်ငါကိုယ်တိုင်ဟင်းချက်တာဒါပထမဆုံးအကြိမ်ပဲမူရင်းအရသာကိုမြည်ကြည့်စမ်းကျွန်တော်ကရှိမှရှိနေတဲ့စံပြုတ်ဖြူဖြူကိုစိတ်မပါလက်မပါနဲ့ကြည့်နေမိတယ်ကျွန်တော်မလုံးမရှက်ဖြစ်နေတာကိုမြင်တော့ဟေမီကကျွန်တော်ဘက်ကိုပြန်လှည့်ကြည့်ပြီးပြောလိုက်တယ်ဒီစံပြုတ်ကိုငါရေအေးနဲ့အေးအောင်လုပ်ထားတယ်မပူတော့ဘူးကျွန်တော်လည်းမတက်တာပဲဇုံးကိုဖြည်းဖြည်းချင်းယူလိုက်တယ်ဇုံးကိုနှက်ခမ်းနားအထိဖြည်းဖြည်းချင်းတင်လိုက်တယ်စံရဲ့အရသာကပါစက်ထဲမှာပြန့်နှံ့သွားတာနဲ့အန်ဂျင်စိတ်ကချက်ချင်းတက်လာတယ်အမီမဲ့စိတ်ကိုအတင်းဖိနှိပ်ထားပြီးအဲ့ဒီစံပြုတ်တစုံကိုမျိုးမချနိုင်ပဲတောင့်တင်းနေမိတယ်ကျွန်တော်စားဖို့ရုန်းကန်နေတာကိုမြင်တော့ဟေမီကတန်တရားဖြစ်သွားပြီးသူမရဲ့စံပြုတ်ကိုတစုံမြည်ကြည့်လိုက်တယ်ချက်ချင်းပဲသူမရဲ့မျက်နှာကအေးဆက်သွားတယ်ဇုံးကိုချလိုက်ပြီးကျွန်တော်ကိုအလေးနဲ့ထားပြီးကြည်ရင်မေးလိုက်တယ်မင်းမှာအစားအသောက်ပြတ်တဲ့ယောဂရှိနေတာလားတကယ်တော့ကျွန်တော်မှာရှားပါတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိနေခဲ့တာကျွန်တော်ရဲ့မျက်လုံးတွေပြန်ပြီးမှောက်မိုက်သွားတယ်ကျွန်တော်မှာဒီလိုယောဂရှိရင်ကျွန်တော်ကလူပုံမှန်မဟုတ်တဲ့သူပေါ့အရင်လူတွေလိုပဲကျွန်တော်ကိုယွန်ရှာလိုက်လေယူနေတယ်လို့ပြောပြီးတနာညာတာမှုမရှိပဲစွန့်ပစ်လိုက်လေအတွေးတွေကမိဘမဲ့ဂေဟာစီကိုချက်ချင်းပြန်ရောက်သွားတယ်အဲ့ဒီမှာလူကြီးတွေကကျွန်တော်ကိုအမြဲထိတွေ့နှောက်ယှက်ကြတယ်နောက်ဆုံးတော့ကျွန်တော်မျက်နှာကိုလာထိတဲ့လူတစ်ယောက်ကိုခွေးယူတကောင်လိုပြင်းပြင်းထန်ထန်ကိုက်ပစ်လိုက်မိတယ်အဲ့ဒီနေ့ကစပြီးဘယ်သူမှကျွန်တော်ကိုမထိရဲတော့ဘူး
တခြားကလေးတွေကတော့ဘာဖြစ်ခဲ့မှန်းမသိကြဘူးလူကြီးတွေကဒီကလေးယူနေတယ်လို့ပြောတာပဲကြားကြပြီးသူတို့လည်းကျွန်တော်ကိုအနိုင်ကျင့်တဲ့ဘက်ပါသွားကြတယ်အဲ့ဒီအချိန်မှာအကိုတယောက်ကကျွန်တော်ရှေ့မှာရက်ပြီးကာကွယ်ပေးခဲ့တယ်သူကိုယ်တိုင်လည်းအယမ်းပိန်နေပေမဲ့ကျွန်တော်ကိုနူးနူးညံ့ညံ့ကြည့်ပြီးပြောခဲ့တယ်သူတို့ကြောင့်မင်းထမင်းတော့မစားနိုင်တော့ဘူးသူကကုတ်ကီးတစ်ခုကိုကျွန်တော်ပါဆက်ထဲထည့်ပေးပြီးနူးညံ့တဲ့အတန်နဲ့ပြောခဲ့တယ်ဂျေဆန်မင်းရမ်းပိန်နေပြီအကိုစိတ်ပူတယ်အဲ့ဒီစကားကိုကျွန်တော်အမြဲမှတ်မိနေခဲ့တယ်အဲ့ဒီနေ့ကစပြီးမစားမှသာလူတွေရဲ့ဂရုစိုက်မှုကိုရနိုင်တယ်လို့ယုံကြည်လာခဲ့တယ်အဲ့ဒီနောက်အစားအသောက်ကိုကိုယ်တိုင်ထိန်းချုပ်လာခဲ့တယ်အသက်ဆက်နှစ်ကျော်တဲ့နောက်အဓိကအစားအစာတွေကိုတစ်ခါမှမထိတော့ဘူးဘသူကပဲအတင်းစားခိုင်းမစားဘူးလုံးဝမစားဘူးတခါတလေအများကြီးစားမိရင်အလွန်အကျွံစားမိတတ်တယ်အစပိုင်းမှာကိုအပြစ်တင်ခဲ့တယ်နောက်တော့ကိုဘာသာအန်ထုတ်တက်လာခဲ့တယ်တက္ကသိုလ်မှာခင်ခဲ့တဲ့တငယ်ချင်းတွေကကျွန်တော်နေမကောင်းဘူးလို့ထင်ကြတယ်နောက်ဆုံးတော့တယောက်ပြီးတယောက်ကျွန်တော်ကိုထားသွားခဲ့ကြတယ်ကျွန်တော်ကဟေမီကိုကြည့်ပြီးမေးလိုက်တယ်မင်းလည်းအဲ့ဒီလိုပဲလုပ်မှာလားကျွန်တော်ကိုစွန့်ပစ်ပြီးနင်းချီမှာလားဟေမီကကျွန်တော်ကိုကြည့်နေတယ်သူမရဲ့မျက်လုံးထဲမှာအေးဆက်မှုနဲ့ဝမ်းနည်းမှုတွေရောနှောနေတယ်ဒါပေမဲ့သူမကမျက်နှာတီတီနဲ့ကျွန်တော်ရှိကစံပြုတ်ပကံကိုယူလိုက်တယ်ဇွန်းတစုံခတ်ပြီးကျွန်တော်နှာခမ်းသားကိုတိုးပေးလိုက်တယ်ပါဇက်ဖွင့်ကျွန်တော်ကခေါင်းလွှဲလိုက်တယ်သူမကဇွန်းကိုအတင်းပါဇက်နာတိုးပေးတယ်ကျွန်တော်သွားကိုတင်းတင်းကြိတ်ထားတယ်ဟေမီကစိတ်တူနေတယ်လို့ဖြစ်ပေမဲ့ရင်ထဲမှာတော့တနာစိတ်တစ်ခုပေါ်လာတယ်မိဘမဲ့ကေဟာမှာကျွန်တော်တယောက်တည်းကြီးပြင်းလာခဲ့ရတာကိုတွေးမိတော့သူမရဲ့မျက်လုံးတွေနီးရဲလာတယ်မျက်ရည်ကျတော့မဲ့စိတ်ကိုအတင်းထိန်ပြီးချင်းချောက်တယ်လို့အတန်နဲ့ပြောလိုက်တယ်မင်းမစားရင်ငါပါဇက်နဲ့ကိုယ်တိုင်ကျွေးမယ်နောက်ဆုံးတော့ကျွန်တော်ရဲ့တင်းမာနေတဲ့အမူအရာလေးနည်းနည်းပြေလျော့သွားတယ်ဟေမီကတက်ပြင်းချလိုက်ပြီးနောက်တစ်စုံခတ်ကအတန်ကိုနူးညံ့စွာပြောလိုက်တယ်လိမ္မာနော်ပါဇက်ဖွင့်ဒါပေမဲ့စံနှံ့ရတာနဲ့ကျွန်တော်ပါဇက်ကိုတင်းတင်းပိတ်ထားတော့မယ်အတန်တုံနဲ့ပြောလိုက်တယ်မစားဘူးနောက်တစ်စက္ကန့်မှာဟေမီကစံပြုတ်ကိုသူ့မပါဇက်ထဲထည့်လိုက်ပြီးကျွန်တော်စီကိုနန်းကကူးပေးလိုက်တယ်စံရဲ့ရတာကပါဇက်ထဲမှာချက်ချင်းပြန့်သွားတယ်ကျွန်တော်မတက်မတာနဲ့သူမကိုတွန်းဖယ်ဖို့ကြိုးစားပေမဲ့သူမကအရန်အလောတကြီးဖြစ်နေတယ်ကျွန်တော်ရင်ထဲမှာထူးဆန်းတဲ့ကျဉ်းနှံမှုတစ်ခုပေါ်လာတယ်ဟေမီကကျွန်တော်ရဲ့ခံစားချက်ကိုတတိထားမိသွားတယ်သူမရဲ့မျက်လုံးထဲမှာအံ့ဩမှုနဲ့နူးညံ့မှုတွေလက်သွားတယ်သူမရဲ့အတန်ကပုံနူးညံ့လာပြီးအားကိုးမဲ့တဲ့တက်ပြင်းတန်လေးထွက်လာတယ်ငါမင်းကိုအပြစ်မပေးဘူးဒါပေမဲ့အဲ့ဒီစကားကကျွန်တော်ဒေါသကိုချက်ချင်းမိထိုးပေးလိုက်တယ်လို့ဖြစ်သွားတယ်လက်မြောက်ပြီးစံပြုတ်ပကံကိုစပွဲပေါ်ကနေပစ်ချလိုက်တယ်ကျွေးပန်ကန်ကကျမ်းပြင်ပေါ်မှာအစိတ်အမွာကွဲသွားတယ်ထမင်းစားကန်တစ်ခုလုံးတေမင်းတမျှတိတ်ဆိတ်သွားတယ်ဟေမီရဲ့အေးဆက်တဲ့မျက်လုံးတွေကရေခဲလိုအလင်းရောင်ထွက်လာတယ်သူမရဲ့မျက်လုံးအိမ်တွေတဖြည်းဖြည်းနီးလာတယ်အဲ့ဒီအချိန်မှာကျွန်တော်ရုတ်တရက်သတိဝင်လာတယ်သူမရဲ့ရင်ဘက်ကတနက်တန်ရာကိုသတိရလိုက်ပြီးကြောက်ရွံ့မှုကတကိုယ်လုံးကိုပြန့်နှံ့သွားတယ်ဟေမီကအေးဆက်ရေးလိုက်ပြီးရေခဲလိုအတန်နဲ့ပြောလိုက်တယ်ဂျေဆန်ငါမင်းကိုအရန်အလိုလိုက်နေမိပြီကျွန်တော်မျက်နှာလွှဲလိုက်ပေမဲ့သူမကကျွန်တော်နှုတ်ခမ်းကိုအတင်းနှမ်းလိုက်တယ်ဒီလောက်ဆိုးဆိုးရွားရွားဆက်ဆံခဲ့ပြီးတဲ့နောက်သူမကကျွန်တော်ကိုနမ်းနေတော့မယ်